ကောင်လေးတယောက်ဟာလမ်းဘေးမိတိုင်တစ်ခုကိုအနီရောင်စစ်တုံနေတော့သူ့စီကိုဦးတီးပြီးအရှိန်ပြင်းပြင်းနဲ့မောင်းနေလာတဲ့ယထာတစီကိုရုတ်တရက်မြင်လိုက်ရတယ်။သူဟာလူသွားလမ်းပေါ်ကနေချက်ချင်းခုန်ဆင်းပြီးခိုနားရနေရတစ်ခုစီအမြန်ပြေးဝင်ခဲ့ရတယ်။ယထာကြီးဟာသူ့ရှိကနေဝူဝါဝါမြည်ဟိမ့်ပြီးဖြတ်မောင်းသွားခဲ့တယ်။ပြင်းထန်တဲ့လေတိုးတန်နဲ့အရှိန်ဟုန်ကြောင့်ခဏတာခေါင်းတွေတောင်မူးနောက်သွားခဲ့ရတယ်။ကံကောင်းထောက်မှစွာနဲ့ပဲယထာဟာအရှိန်စတင်လျှော့ချလိုက်ပြီးလုံးဝရပ်တန့်သွားတဲ့အခါကျက်ဟာသူ့ရဲ့အထုပ်ပိုးတွေကိုအမြန်ဆွဲယူအားကုန်သုံးပြီးမလိုက်ပြီးတော့ယထာတွေတဲ့ကိုတွန်းတင်လိုက်တယ်။ဒါပေမဲ့ယထာဘုတ်ကိုသူ့သွားတက်နေတော့မှပဲရှိကယထာလက်မစစ်ဟာသူ့ကိုသတိပြုမိသွားတာကိုမြင်လိုက်ရတယ်။ကျက်ဟာချက်ချင်းပဲယထာအောက်ထဲကိုငုံရှိုဝင်ပြီးပုံလိုက်ရတော့တယ်။ယထာပြန်ထွက်တဲ့အခါလက်မစစ်မျက်စိအောက်ကပျောက်သွားတဲ့အထိစောင့်ပြီးမှသူ့အပြင်ကိုပြန်ထွက်လာခဲ့တယ်။ဒါပေမဲ့ခေါင်းပြူရုပ်ရှိသေးတဲ့အနီးနားကအလုသမားတစ်ယောက်ကသူ့ကိုမြင်သွားပြန်ရောအဲ့ဒီအချိန်မှာသူ့ရှိတင်ရထားတဲ့ဂရိတ်မတင်စင်တစ်ခုကိုတွေးလိုက်တာနဲ့ဂျက်ဟာအမြန်ပြေးတက်ပြီးခလုတ်ကိုနှိပ်လိုက်တယ်။အဲ့ဒီစင်ရဲ့လှေကားတွေကသူ့ကိုကာကွယ်ပေးထားတဲ့အတွက်အလုသမားတွေသူ့ကိုဖမ်းမမိလိုက်ပါဘူး။ဂျက်ဟာယထာရဲပေါ်ကိုအောင်မြင်စွာရောက်ရှိသွားပြီးယထာအမိပိုင်းစီကိုအမြန်ပြေးသွားခဲ့တယ်။ကံကောင်းချင်တော့သူ့ရဲ့အထုပ်ပိုးတွေကအဲ့ဒီမှာပဲရှိနေသေးတယ်။သူဟာထောက်တနေရမှာပုံအောင်ရင်းနဲ့ဒီလိုအလကားစီးရတဲ့ယထာပေါ်မှာခီးဆက်ခဲ့တယ်။သူဟာခွန်အားတွေပြေဝနေပေမဲ့လှုပ်ရှားဘာမှမရှိတာကြောင့်အချိန်ဖြုံးတဲ့အနေနဲ့ကိုခံပညာတွေလေ့ကျင့်နေလိုက်တယ်။ယထာဟာလွတ်လပ်မှုရှိရာအရက်စီကိုဥတီမောင်းနေနေတာပါ။ယထာဟာတရားတစ်စင်းကိုဖျက်ကျော်တဲ့အခါဂျက်ဟာမှန်ပြောင်းလဲကြည့်လိုက်တော့ငှက်ကလေးတစ်ကောင်ကငါးကလေးတစ်ကောင်ကိုဖမ်းနေတာကိုမြင်လိုက်ရတယ်။အဲ့ဒီမြင်ကွင်းကသူ့ကိုတစ်ခုခုခန်းစားသွားစေပြီးသူ့ရဲ့အနာဂတ်ကိုစိတ်ကူးယဉ်ကြည့်မိတယ်။သူဟာလေလွင့်သူတစ်ယောက်မဖြစ်ချင်ပဲစွန့်စားသူတစ်ယောက်ဖြစ်လာဖို့အိမ်မက်မက်နေခဲ့တာပါ။ဝါရှင်တန်ဘူတာကိုရောက်ပြီးလို့ဂျက်ထင်နေတော့မှပဲလက်မစစ်နှစ်ယောက်ကိုရုတ်တရက်မြင်လိုက်ရပြန်တယ်။သူဟာယထာရဲ့အစုံဘက်ကိုအသေးအတန်ပြေးသွားပြီးလက်မစစ်တွေမမိခင်မှာပဲယထာနောက်ပိုင်းမှာပုံလိုက်တယ်။နောက်လက်ကြည့်လိုက်တော့သူ့အထုပ်တွေကယထာရှိပိုင်းမှာကျန်ခဲ့တာကိုတွေ့လိုက်ရတယ်။အဲ့ဒီအချိန်မှာလက်မစစ်တွေဟာသူ့စောစောကရှိနေခဲ့တဲ့နေရာကိုရောက်နေပြီဖြစ်ပြီးတယောက်ကတော့ဂျက်အပြင်မှာရှိနေတာကိုမရိပ်မိပဲယထာပေါ်တက်ပြီးတေချာလိုက်ရှာနေပါတယ်။ဂျက်ဟာယထာရဲကိုတိတ်တဆိတ်ပြန်ရှုံဝင်သွားတာကိုသူတို့လုံးဝမသိလိုက်ပါဘူး။လက်မစစ်ကမတ်တက်ရက်ပြီးလှည့်ကြည့်လိုက်တဲ့အချိန်မှာပဲတစိမ့်ခတ်တန်လိုမျိုးတကားပိတ်တန်ကသူ့နားထဲဆူဆူရှာရှာဝင်လာပါတယ်။ဂျက်ဟာယထာတွဲတကားကိုအမြန်လောက်ချလိုက်တယ်။အဲ့ဒီအချိန်မှာပဲသူ့ကောင်းထဲကိုအကြံတစ်ခုရသွားတယ်။တစ်ဖက်မှာလည်းလက်မစစ်ဟာတကားကိုအတင်းတုံးဖွင့်ဖို့စူးစမ်းနေပေမဲ့မရခဲ့ပါဘူး။သူဟာအတွင်းထဲကိုငုံကြည့်လိုက်တဲ့အခါကြောက်ရွံ့ပုံကားချက်တစ်ခုကသူ့အာယုံကိုဆွဲဆောင်သွားပါတယ်။လက်မစစ်ကနောက်တစ်ကြိမ်ငုံကြည့်ပြီးဂျက်ကိုစိုက်ကြည့်နေပေမဲ့ဂျက်ကတော့အဲ့ဒီပကြီးကားထဲကလူတစ်ယောက်လိုပဲငြိမ်သက်ပြီးဟန်ဆောင်နေလိုက်ပါတော့